ကယ်လို့များမျက်နှာစိမ်းတယောက်လာကြုံမယ်ဆိုလို့ရှိရင်တော့ခိုင်လုံတဲ့တက်တေထောက်ထားနဲ့မိဘစီကိုဆက်သွယ်ပေးမှာပေါ့ဖအံမျိုးရဲ့ပထမဆုံးသောယူရီမွန်တက်ဆရီမူချိုချောင်းကအနာဂတ်လူငယ်တွေအစင်မပြတ်မွေးထုတ်ပေးနိုင်တာမို့ပြပြမီများအနေနဲ့သတ္တမမီတို့အနာဂတ်အတွက်မှန်ကန်တဲ့ပံ့ပိုးမှုတစ်ခုအဖြစ်မြတ်ဝါထင်မြင်တွေ့လာရမှာပဲဖြစ်ပါတယ်ကလေးသူငယ်များဖို့ဆိုလို့ရှိရင်တော့မွေးစားနေပြီးတော့အသက်9နှစ်ဖြစ်ပြီးဖွံ့ဖြိုးတိုးတက်မှုအကောင်းဆုံးအချိန်တည်ယူနိုင်စွမ်းအကောင်းဆုံးအချိန်ဖြစ်ပါတယ်ဒီလိုအချိန်မှာမွန်တက်ဆိုရီနီးနဲ့သင်ကြားပေးခြင်းအဖြစ်ကလေးတွေအတွက်ကောင်းမွန်တဲ့အလေးအကျင့်ကောင်းတွေပညာရပ်တွေကိုလက်ခံရရှိနိုင်မှာဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်မို့လို့မွန်တက်ဆိုရီနီးနဲ့ဖအံမြို့မှာအကောင်းဆုံးသင်ကြားပေးနိုင်တဲ့ကျမတို့ရဲ့ယူရီကျောင်းကမိဘတွေအတွက်ဆိုလို့ရှိရင်